နောက်တစ်ခုကတကယ်ချင်းတို့ကိုပြောပြချင်ပါတယ်နောက်တစ်ခုကဖုန်းတွေက internet ဖွင့်တဲ့ချိန်မှာဆိုရင်ဖုန်းတွေကကြော်ညာတအားဝင်တဲ့ဟာတွေပိတ်တဲ့နေလေးပါအဲ့ဒါကိုအမှဆုံး setting ထဲမှာဝင်ရမယ် setting ထဲမှာဝင်ပြီး Google တစ်ချက်ရှာရမယ် Google ဒီမှာ Google တစ်ချက်နှိပ်လိုက်ပါ Google တစ်ချက်နှိပ်ပြီးရင် device ဆိုတဲ့နေရာကိုနှိပ်ပါ device ကိုတစ်ချက်နှိပ်မယ်တစ်ချက်နှိပ်ပြီးဒီနေရာမှာကိုယ်ကဖွင့်ထားတယ်ဆိုရင်ဒီလိုဖွင့်ထားတယ်ဆိုရင်ဒီလိုပြန်ပိတ်ပေးပါနောက်တစ်ခုကဖုန်းတွေဘက်ထရီအားတိတ်မကုန်အောင်ဟိုပါလေ data usage ကိုပိတ်တဲ့နည်းပါပထမတစ်ချက် setting ထဲမှာဝင်မယ်ဝင်ပြီးရင် app ဆိုတဲ့စာတန်းကိုနှိပ်ပါဆိုတော့ app ပါကျွန်တော် app app ဖြစ်နေပါပဲအဲကြောင့် app list တစ်ချက်နှိပ်ပါပြီးရင်software တွေအကုန်လုံးကိုတင်ချင်းတို့ရေကျွန်တော်တဆင့်ပြန်မျှဝေပေးပါမယ် Facebook ပေါ်မှာ download ဆွဲတဲ့နည်းကဥပမာဒီဗီဒီယိုလေးကိုကြိုက်ရင်တော့ download ဘယ်လိုဆွဲရလဲဆိုတော့ဒီလိုဖိလိုက်ပါဖိပြီးရင်ဒီမှာ copy link ကိုတစ်ချက်နှိပ်ပါ copy link တစ်ချက်နှိပ်ပြီးရင်တစ်ချက်ပြန်ထွက်ပေးမယ်တစ်ချက်ပြန်ထွက်ပေးပါထွက်ပြီးရင် Chrome ကနေဝင်ပါ Chrome ကနေဝင်ပြီး